လေးရှားနိုင်ငံမှာနေပြီးအထောက်အထားလေးမပြည့်စုံဘန်ကောက်ကလေးလူချင်းနေပြီးတော့မြန်မာနိုင်ငံကိုလည်းပဲကိုတန်ပတ်စံလွှဲရှင်နေဆိုတော့ဒီဗီဒီယိုကအတင်းကိုအထောက်အကူဖြစ်ပါလိမ့်မယ်ခုနပြောသွားတဲ့အကြောင်းအရာအလုံးတနေရာထဲမှာလုပ်လို့ရတာကတော့ Magic Trap Money ပဲဖြစ်ပါတယ် Magic Trap Money ကိုဘယ်လိုလိုတွေဖွင့်လို့ရလဲဆိုတော့နိုင်ငံကိုလက်မှတ် password စာအုပ်ရှိတာနဲ့လူတိုင်းဖွင့်လို့ရပါတယ်ဘယ်မှာတော့ဖွင့်ရမလဲဆိုတော့ကိုနဲ့နီးစပ်ရာ Magic Trap ဘန်ယုံခွေးတွေမှာတွားပြီးတော့မှတော့ဖွင့်လို့ရပါတယ်ကိုတိုင်ကမလေးစကားပြောတတ်တယ်ဆိုတော့ကိုတယောက်ထဲတွားပြီးတော့မှလည်းပဲဖွင့်လို့ရပါတယ်ကိုရဲ့အချက်အလက်တွေကိုသူတို့ယုံကနေတောင်းတာကိုဖြည့်ပေးရမှာဖြစ်ပါတယ်အင်္ဂလိပ်စကားပြောတတ်တယ်ဆိုတော့ကိုတိုင်တွားလို့ရပါတယ်အကေကိုတိုင်ကအင်္ဂလိပ်စကားလေးမပြောတတ်ဘူးမလေးစကားလေးပဲတိတ်နားမလည်ဘူးဆိုတော့ကိုနဲ့ရင်းနေတဲ့လူကိုရဲ့အတိမိတ်ဆွေမလေးစကားပြောတတ်တဲ့လူကိုခေါ်ပြီးတော့မှတော့ဖွင့်ဖို့ရန်အတွက်အကြံပေးပါတယ်ဆိုတော့ဒီ Magic Trap Money ကကျွန်တော်တို့မြန်မာနိုင်ငံကိုပတ်စံလွှဲဖို့ရန်အတွက်အခုဆိုရင်အင်မတန်မှအဆင်ပြေလာပါပြီကိုတိုင်ကတခြားမြန်မာဆိုင်တွေမှာတွားเสียမလို့တော့ဘဲနဲ့အဲ့ဒီထဲမှာတစ်ခါလေးချက်ချင်းကျွန်တော်တို့ဝေလေးနှုံးတစ်ခါလေးလုတ်ပြီးတော့မှမြန်မာနိုင်ငံမှာရှိတဲ့ဘဏ်တွေကိုချက်ချင်းပို့လို့ရတယ်ပြီးတော့ KBZ Pay ကိုလည်းပဲခုကငွေလွှဲလို့ရပါပြီဆိုတော့ဒီအရာကတခြားပါမစ်စာအုပ်အထောက်အထားပြီးစုံမလိုဘဲနဲ့ကျွန်တော်တို့အသုံးပြုလို့ရတာဖြစ်ပါတယ်ဆိုတော့တခြားဒီဈေးဝယ်တာဖြစ်ကျွန်တော်တို့ထက်ချင်ကိုမှာလည်းပဲပတ်စံပေးချေလို့ရပါတယ်ဒီ Magic Trap Money ကဒါကြောင့်ကျွန်တော်တို့မလေးရှားနိုင်ငံမှာနေပြီးတော့မှအထောက်အထားမပြည့်စုံဘူးနောက်ပြီးတော့မှကိုတိုင်ကမလေးငွေကိုဘဏ်ထဲမှာတင်ထားခြင်းနဲ့ဆိုတော့ဒီ Magic Trap Money ဘန်ကတ်ကိုတွားဖွင့်ပြရတဲ့ကျွန်တော် recommend ပေးပါတယ်ဒီ Magic Trap Money ဘန်ကတ်ကကျွန်တော်တို့တဲ့တကယ်ကိုသုံးပြရတာအဆင်ပြေတယ်ဆိုတော့ Magic Trap Money တွေကိုကျွန်တော်တို့ပတ်စံထည့်လို့ရလားဆိုတော့ကျွန်တော်တို့ပတ်စံထည့်လို့ရပါတယ်တခြားမေဘန်တို့ဒီနိုင်ငံမှာရှိတဲ့မေဘန်တို့ကနေလည်းပဲသင်ဒီ Magic Trap Money ဘန်ကတ်တွေကိုပတ်စံလွှဲပေးလို့ရပါတယ်ဆိုတော့ပတ်စံကိုဘယ်လိုထုတ်မလဲဆိုတော့နေရာတိုင်းမှာရှိတဲ့ ATM ဆက်တွေမှာထုတ်လို့ရပါတယ်ကျွန်တော်တို့ရဲ့ပတ်စံတွေကိုဒါကတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာနေထိုင်ပြီးတော့မှဘန်ကတ်လေးလူချင်တဲ့လူတွေနီလန်းကိုကျွန်တော် share လုပ်ပေးတာဖြစ်ပါတယ်အကျိုးသစုံတရားရရှိမယ်လို့ပဲကျွန်တော်မျှော်လင့်ပါတယ်